ခုကတော့ဦးရှင်းပြေပြီးတော့ထောက်ပါမယ်သူကကျတော့အမကျိတဲ့အရာတွေကဒီကိုလုံးကိုကျရမကြက်လို့ရကဘာတွေကြလဲဒီဝါရောင်လေးပဲမကြက်ဘူးနော်ထုတ်ကြည့်မယ်ဝါရောင်လေးတော့မကြည့်ဘူးကျလို့ကြိုက်တယ်မငယ်ကြီးလက်စပ်ပြတော့ကျမမကြိုက်ပါဝါဒီတိုင်းတေးကြိုက်တယ်ခမနော်အဲ့ဒီကတော့ကြီးရတယ်ကြီးရပြရပဲကြောက်ပါသေးပြရခက်တယ်ဘာလဲသူကယောဂီခွင့်ရ1 2 3ချိတ်စမ်းလာလာအကဲလေးယူထုတ်ပြမယ်ကြည့်ပါလားကြက်ဆုံးရောသူ့နာမည်ကဘာလဲအော်ရှော့ကိုဟုတ်တယ်အော်ရှော့ဒီနေ့ blog ကအဲ့ဒါလေးရပါတယ်တခြား blog လေးကိုလည်းကြည့်ပေးပါနော်အလုပ်ပဲတာတာ bye bye